ခွင့်ရကောင်းလာမှအောင်မြင်အောင်လုပ်နိုင်တာတော့လူတိုင်းလုပ်နိုင်တယ်ကွာခွင့်ရမကောင်းတဲ့ကြားတွေကအောင်မြင်အောင်လုပ်နိုင်ဖို့ကြတော့ခက်ခဲတယ်လူတိုင်းမအောင်မြင်ဘူးတို့ကဘုရားလောင်းကိုလေ့လာကြည့်တဲ့က၄သိန်းကျတဲ့ကဘာတွေမှာသာသနာနဲ့ကြုံခဲ့ရတာ24ဘဝတဲ့ကြံတဲ့ဘဝကပါရမီဖြည့်ခဲ့တဲ့ဘဝတွေကလူဆိုးတွေတက်ခိုးတွေဖျားမပွင့်တဲ့တကယ်အစုံအနှုတ်ကဘာတုံချကဘာတွေထဲမှာပါရမီဖြည့်ခဲ့တာများတယ်စဉ်းစားကြည့်လိုက်ပါရမီဖြည့်တယ်ဆိုတာလူကောင်းနဲ့ဖြည့်ရတာမဟုတ်လူညံ့လူယုတ်မာတွေကြားတဲ့ဖြည့်ရတာလူကောင်းတွေကြီးတယ်မင်းသူလဲကောင်းကိုလဲကောင်းဘာပါရမီဖြည့်တရားလုံးလဲလို့လားဟိအကုန်ချမ်းသာနေပေးတရားလို့လားအကုန်အကျင့်သီလရှိနေအကျင့်သီလအထူးတိဆောက်တရားလို့လားဒါကြောင့်ပါရမီဖြည့်တယ်ဆိုတာမကောင်းတဲ့ကြားတွေကအကောင်းကိုတိဆောက်တာကိုပါရမီဖြည့်တယ်လို့ခေါ်တယ်လွယ်လေးတော့မထင်နဲ့ဗျဒါကြောင့်နိုင်ငံစုပ်ဘလောက်စုပ်ဘလောက်ပြက်ဘလောက်ညံ့နေကွာအဲ့ဒါတွေစကားလေးထည့်ပြောတယ်လူတိုင်းသိဒါပေမဲ့မင်းအရင်ချင်းဘလောက်ရှိသေးလဲမင်းဘလောက်ကြိုးစားအားထုတ်နေလဲဒါတွေတွေဘလောက်ကြိုးစားအားထုတ်နေလဲအဲ့ဒါကြောင့်ကိုယ့်ကိုပုံဖော်တာကိုယ့်ကိုထုစစ်ရကိုယ့်ကိုထုစစ်ရကိုယ့်ကိုပုံဖော်ရမယ်